လင်းချန်ဦးလေးရက်ဆက်တယ်လို့မပြစ်တင်နဲ့မင်းမိဘတွေလည်းတည်သွားပြီဒီငါးဖမ်းလေကြီးကိုမင်းတယောက်တည်းသိမ့်ပိုက်ထားလို့မရဘူးဦးလေးခမ ्या ကကျွန်တော်ကိုဒီလိုလှုပ်လိုက်ရုံနဲ့ရင်းနစ်တည်သွားမယ်ထင်နေတာလားကျွန်တော်ကမ်းပေါ်ရောက်သွားရင်ခမ ्या ကိုဘယ်လိုပြန်ရှင်းမလဲဆိုတာစောင့်ကြည့်နေလိုက်နေဦးဟိုဟာကဘာကြီးလဲဒီပင်လယ်အောက်မှာနစ်မြုပ်နေတဲ့တင်မောတစင်းနဲ့ရတနာတွေရှိနေတာပဲရွှေမီးအိမ်တွေရောရှေးဟောင်းပစ္စည်းတွေပါအများကြီးပဲဒီတစ်ခါတော့ငါတကယ်ချမ်းသာပြီမရဘူးအသက်ရှူအောင်ထားနိုင်တာအကန့်အသတ်ဖြစ်နေပြီအရင်ဆုံးဒီပစ္စည်းအချို့ကိုယူပြီးကမ်းပေါ်အမြန်တက်မှရမယ်ဦးလေးခမ ्या ကကျွန်တော်ရဲ့ရှင်တန်ရလန်းကိုဖျက်တောက်နိုင်မယ်ထင်နေတာလားခမ ्या စီအခုပဲစည်ရင်လာရှင်းမယ်လင်းချန်အဲ့ဒီကောင်လေးကရေကူးမကျွမ်းဘူးမနေ့ညကလှိုင်းတွေလေးတွေအဲ့ဒီလောက်ထန်နေတာပင်လယ်ထဲမှာတေလောက်ပြီးသူ့မိဘတွေထားခဲ့တဲ့အဲ့ဒီငါးဖမ်းလေကြီးကိုနောက်ဆုံးငါကဦးလေးတယောက်အနေနဲ့ဦးစီးရတော့မယ်ဦးလေးခမ ्या ကအဲ့ဒီလေကိုဦးစီးနိုင်မယ်ထင်နေတာလားကျွန်တော်အသက်ကိုရောခမ ्या ယူနိုင်မယ်ထင်နေလားမင်းဘာမှမဖြစ်ဘူးလားဘာမှမဖြစ်လို့မင်းကန်ကောင်းနေပဲမှတ်လိုက်ဒါပေမဲ့ဒီလောင်ဟန်ရွာမှာငါကောင်းမညစ်ရင်မင်းရေထွက်ပစ္စည်းတစ်ချက်သားတောင်ရောင်းရမှာမဟုတ်ဘူးရွာသားတွေအကုန်လုံးနားထောင်ကြလင်းချန်ကိုပင်လယ်ထွက်ဖို့ငါဖမ်းလေငါရဲတဲ့သူရှိရင်ငါနဲ့ရန်သူပဲသူ့ကိုဒီလောင်ဟန်ရွာမှာငတ်တည်သွားတဲ့အထိကျိုးတစ်ချောင်းတောင်ရှာမရတဲ့အထိဖြစ်စေရမယ်ဦးလေးရွာသားတွေစီကလှေမငားရယုံနဲ့ကျွန်တော်ကြီးပွားမဲ့လမ်းကိုပိတ်လို့ရမယ်ထင်နေလားစောင့်တာကြည့်နေလိုက်အားချန်ဒီနေ့မှပတ်စံမပေးရင်မင်းလက်နှစ်ဖက်လုံးကိုအသေးချိုးပစ်မယ်သူ့ကိုထိရဲရင်ထိကြည့်လိုက်သူ့အကျွေးကိုငါတာဝန်ယူတယ်မင်းကတာဝန်ယူမယ်ဦးလေးဖြစ်သူရဲ့လမ်းပိတ်တာခံထားရတဲ့မင်းလိုကောင်မွဲကဘာနဲ့လာပြီးတာဝန်ယူမှလဲညီကိုတို့သူ့ကိုပါတခါတည်းတွေ့ကြဒါကိုမြင်လားကောင်းပြီအခုမင်းတို့သဘောမပေါက်ရင်ငါတို့အသေးချေချကြတာပေါ့ဒါကရွှေစင်အစ်စ်ကွာကောင်းပြီမင်းတတိရှိတယ်ဒါပေမဲ့အားချန်တင်နေတာကအသေးကျွေးမင်းဘယ်တော့ဆက်မှာလဲခုနှစ်ရက်အတွင်းအားချန်ရဲ့အကျွေးကိုအရင်ရောအတိုးပါမင်းတို့မျက်နှာပေါ်ပြစ်ပေါက်ပေးမယ်အခုထွက်သွားစမ်းကောင်းပြီမင်းမှာတတိရှိတယ်အကိုချန်အယူများဖြစ်သွားပြီလားခုနှစ်ရက်အတွင်းအဲ့ဒီအကျွေးတွေကြေဖို့အကိုဘယ်ကနေပတ်စံသွားရှာမှာလဲအကိုအမြန်ထွက်ပြေးပါတော့ငါမှပတ်စံမရှိဘူးလို့ဘသူပြောလဲမျက်လုံးကြီးဖွင့်ပြီးကြည့်လိုက်စမ်းဘာဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲအကိုချန်ဒီလောက်ကြီးတဲ့ရွှေတုံးကြီးနဲ့ပလဲတွေကိုဘယ်ကရလာတာလဲအားချန်ငါနဲ့မဟာမိတ်ဖွဲ့မလားမင်းရဲ့ကံကြမ္မာကိုပြောင်းလဲပေးနိုင်မဲ့ပတ်စံရှာတဲ့လမ်းကြောင်းငါလက်ထဲမှာရှိတယ်မင်းလုံမလားလုံမယ်အကိုချန်အကိုကကို့အသက်တောင်ပဓာနာမထားပဲကျွန်တော်ကိုကာကွယ်ပေးခဲ့တာအားချန်ဆိုတဲ့ကျွန်တော်အသက်ကနောက်ဆိုအကိုအတွက်ပဲပွင့်လင်းလင်းပြောရရင်ငါအိမ်မှာငါအဖေထားခဲ့တဲ့အဖိုးတန်ပစ္စည်းတစ်ခုဝတ်ထားသေးတယ်အဲ့ဒါကဒီလေအဟောင်းကြီးပဲငါတို့ညာရင်းချင်းပြင်လိုက်ရင်သုံးလို့ရသေးတယ်လေဟောင်းနဲ့ကြိုးခွေတွေအစင်တင်မယ်ဒီညငါတို့ဒီလေစုပ်ကိုခိုးပြင်ကြမယ်မနှက်ဖြန်ညတကောင်ကြရင်ပင်လယ်ထဲဆင်းပြီးငါရတနာတွေကိုသွားစေမယ်အကိုချန်ပြောတဲ့အတိုင်းပဲမနှက်ဖြန်ညတကောင်ပင်လယ်ထဲဆင်းပြီးအလုပ်ကြီးတစ်ခုလုပ်ကြတာပေါ့အကိုချန်လေဝမ်းပေါက်နေတာတွေအကုန်ဖာပြီးဒီညတော့ဘသူလာလှေမမြုပ်နိုင်တော့ဘူးကောင်းပြီရွာသားတွေအိမ်မောကြနေတော့ငါတို့အခုပဲလှေထွက်ပြီးရတနာတင်မောမြုပ်နေတဲ့ပင်လယ်ပြင်စီပြန်သွားကြမယ်လိုင်းလေနည်းနည်းထန်နေတဲ့အကိုချန်ဒီလေစုပ်ကြီးခံနိုင်ရရှိပါမလားမခံနိုင်လဲခံနိုင်အောင်လုပ်ရမယ်ဦးလေးကငါတို့လမ်းကိုပိတ်ထားတယ်ဒီညတာရတနာတွေကိုမစင်နိုင်ရင်ခုနှစ်ရက်နေရင်ငါတို့အသက်ပါသွားလိမ့်မယ်တေချာမှတ်ထားမင်းလေပေါ်ကနေကျိုးကိုတေချာကင်ထားငါသုံးချက်ဆွဲရင်အပေါ်ကိုအမြန်ဆုံးဆွဲတင်ပေးစိတ်ချပါအကိုချန်ကျွန်တော်အားချန်အသက်ရှူနေနိုင်တဲ့၍ကျိုးကိုလုံးဝအလွတ်မပေးဘူး3မိနစ်တောင်ကြာသွားပြီအကိုချန်ဘာလို့ပြန်မတက်လာသေးတာလဲဘာမှတော့အန်ရမဖြစ်ပါစေနဲ့ဟောပထမဆုံးတက်တာကိုအားချန်ဆွဲတင်နေပြီအကိုချန်အချက်ပြနေပြီငါ့ကိုမြန်ဆွဲတင်စမ်းတက်တာကိုမြန်ဆွဲတင်လိုက်ငါပစ္စည်းတွေနဲ့မတိုက်မိစေနဲ့ဖျားရည်ဒီကျွေးတဲ့ပကံလုံးတွေရဲ့ပကြီးခွက်တွေကအကုန်လုံးအကောင်းအတိုင်းကြံသေးတဲ့ရှေးဟောင်းပစ္စည်းတွေပဲဒါကအစပဲရှိသေးတယ်မိုးမလင်းခင်သွေးရွက်စိတ်တွေအစတဲတယ်လို့ယူသွားလို့ရသမျှအကုန်ဆွဲတင်ကြမယ်ဒါကမင်းဆက် Main Dynasty ရဲ့ရွှန်နယ်ဇွန်ဒီခစ်ကစစ်မှန်တဲ့တော်ဝင်ကျွေးထဲတွေပဲမင်းတို့တော်သားနှစ်ယောက်ဒီလိုအဖိုးတန်ပစ္စည်းတွေကိုဘယ်ကနေရလာတာလဲသူထေးလူစွမ်းကောင်းဆိုတာဇင်းမြစ်ကိုမမေးရဘူးလေဒီကျွေးထဲတွေကပုံမှန်တန်လဲလှတယ်အယောင်သွေးလဲဆိုပြီးတယ်အောက်ခြေကတစိမ့်တွေလဲရှင်းလင်းတယ်တထေးပဲဈေးဖွင့်လိုက်ပါလူငယ်လေးမင်းကငငယ်ရွယ်နဲ့ရွှန်နယ်ခစ်ကကျွေးထဲဖုတ်တဲ့အမှုပညာကိုဒီလောက်ကျွမ်းကျင်သိနေလိမ့်မယ်လို့မထင်ထားဘူးတကယ်ကိုအမခမ်းပဲစုပေါင်းငွေသား2000တိဒီတစ်မျိုးနယ်လုံးမှာမင်းရဲ့ပစ္စည်းတွေကိုငါတယောက်ပဲဝယ်နိုင်မယ်2000အကိုချန်ကျွန်တော်အိမ်မက်နေတာမဟုတ်ဘူးမလားငါတို့တကယ်ချမ်းသာသွားပြီတထေးကလက်တွက်တယ်ငွေတွေကိုတေချာသိမ်းထားအားချန်ဒါကပထမဆုံးပစ္စည်းအတုပ်ပဲရှိသေးတယ်ခုနှစ်ရက်ကတိအတွက်ငါတို့မှာအာမခံချက်ရှိသွားပြီအကိုချန်ဒါကငွေတောင်းကနန်းကျော်တောင်ရှိတာနော်ငါတို့အခုဘယ်သွားကြမလဲကျွန်တော်ခြေတလုံးတွေတောင်တုံနေပြီမတုံနဲ့ရင်ကော့ထားငါတို့မှာပတ်စံရှိပြီအရင်ဆုံးသွားလာဖို့ရင်တစည်းသွားဝယ်မယ်ဓာတ်ရိုက်ဂျီလင်80ဆိုင်တယ်ပဲနောက်ဆိုစီးပွားရေးစကားပြောရတာလွယ်အောင်လို့သွားတောသားတွေလာမစမ်းနဲ့ဒါကအစ်ရောက်လာတဲ့ဂျီလင်80ဆိုင်တယ်တမျိုးနယ်လုံးမှာဒီတစည်းပဲရှိတာပြတ်သွားရင်မင်းတို့ရောနိုင်လို့လားပါဇက်ပိတ်ထားစမ်းနိုင်ငံပိုင်ကုန်တိုက်ရဲ့မျက်နှာကိုမင်းကအိုးမဲတုံနေတာပဲစီးပွားရေးလုပ်ဖို့တကားဖွင့်ထားတာဧည့်သည်ကိုအဝတ်အစားကြည့်ပြီးရွေးဆက်ဆံဖို့မင်းကိုဘသူကအခွင့်အရေးပေးထားလို့လဲဧည့်သည်ကျမကရှမ်းမန်းချင်းပါသူနဲ့ပြဿနာမလုပ်ပါနဲ့ဒီကားကိုဝယ်ဖို့စက်မှုလက်မှတ်လိုတယ်ကျမစီမှာလက်မှတ်တစ်ဆောင်ရှိတယ်ရှင်တို့ကိုအရင်ငါးပေးထားလို့ရတယ်ကူညီပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဒါပေမဲ့ကျွန်တော်လင်းချန်ကပစ္စည်းဝယ်ဖို့သူများစီကခွင့်ပြုချက်လက်မှတ်တောင်းစရာမလိုဘူးဒီကားကိုဝယ်ဖို့ကျွန်တော်မှငွေရောလက်မှတ်ရောအလုံးလောက်ရှိတယ်ပတ်စံရေးတွက်လိုက်ကားလက်ခံဖြတ်ပိုင်းထုတ်ပေးအထုပ်ပိုးပြီးပါပြီလူကြီးမင်းတို့ပြေစာယူသွားပါကားကိုစိတ်ကြိုက်တွန်းသွားလို့ရပါပြီအားချန်
ကားပေါ်တက်ရင်ကိုကော့ထားဒီနေ့လောက်ရက်ကရွာသားအားလုံးကိုတေချာမှတ်မိသွားအောင်လုပ်ပြရမယ်ဟုတ်ကဲ့အကိုချမ်းဒီတစ်ခါတော့အကိုဦးလေးရဲ့ပါကိုဖျက်ရိုက်တယ်လို့ဖြစ်သွားအောင်လုပ်ပြမယ်စိတ်ဝင်စားစရာပဲဒီလူကတာမန်တော့မဟုတ်ဘူးခုနှစ်ရက်အချိန်ပြည့်သွားပြီလင်းချန်နဲ့အားချန်အရေးတောင်မတွေ့ရဘူးထွက်ပြေးသွားကြပြီလားမသိဘူးစကားပြောမနေနဲ့တော့ပတ်စံမရှိရင်ညီကိုတို့အားချန်ရဲ့အိမ်ကိုရိုက်ခွဲကြပတ်စံမရှိဘူးလို့ဘသူပြောလဲဒီနေ့ဒီအကျွေးကိုငါတို့ရှင်းမယ်ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲအကြီးစားဆိုင်ကယ်ကြီးတစ်မျိုးနယ်လုံးမှာတော့ဘယ်နှစီးမှမရှိတာကိုမင်းလိုမိဘမဲ့ကောင်ကဒီလိုအကြီးစားပစ္စည်းဝယ်ဖို့လက်မှတ်ဘဲကရလာတာလဲဒါကငါမင်းတို့ကိုပေးမဲ့1200အရင်ရောအတိုးပါပဲရွာသားတွေရှေ့မှာတေချာရေးတွက်လိုက်ဝေရှင်းပြီးပြီအကျွေးစာချုပ်ပြန်ပေးနောက်ဆိုလောင်ဟန်ရွာမှာငါညီအကိုကိုလက်တစ်ချောင်းထိရဲတဲ့ကောင်ရှိရင်ငါအာနာနေမှာမဟုတ်ဘူးအားလုံးအထင်မလွဲကြနဲ့အရင်ကသူ့အခြေအနေကမကောင်းပါဘူးဘလို့လို့ရုတ်တရက်ကြီးဒီလိုပစ္စည်းတွေဝယ်နိုင်တာလဲဒီပတ်စံတွေကမတမာတဲ့လမ်းကလာတာဖြစ်နိုင်တယ်သူ့ပစ္စည်းယူတဲ့သူတွေပြဿနာတယ်ပါမသွားစေနဲ့တောက်ဆက်ပစ်တိမစားရတိုင်းချင်တယ်လို့မပြောနဲ့လင်းချန်ကတကယ်ကိုအရေးချင်းရှိလို့ပတ်စံအများကြီးရှာနိုင်တာမင်းလိုကိုတူအရင်ကိုတော့ဒုက္ခပေးတဲ့သူမျိုးနဲ့မတူဘူးဦးလေးခမ ्या လျှောက်អော်နေစရာမလိုဘူးဒီဝက်ကိုကျွန်တော်လင်းချန်ကိုပိုင်ပတ်စံနဲ့ဝယ်လာတာတခြားရည်ရွယ်ချက်မရှိဘူးဒီနေ့ဒီအသားကိုရွာသားအားလုံးကိုကျွေးမယ်ဒါပေမဲ့ခမ ्या တော့မပါဘူးလာပါအန်တီဝမ်ယူသွားပါအကိုချန်ပြောထားတယ်အရင်တုန်းကငါတို့ကိုကူညီဖူးတဲ့သဘောကောင်းတဲ့ရွာသားတွေအားလုံးအသားစားရမယ်ကိုတူအရင်ကိုတေးစေခြင်းနဲ့အသေးမဲနေတဲ့တရိတ်ဆန်တွေကတော့ဝက်မွေးတပင်တော့မရစေရဘူးရွာသားတွေကိုကျွေးတယ်လို့ပဲငါလင်းချန်ကဒီနေ့တချို့လူတွေကိုပြချင်တာကငါရဲ့မှန်ကန်တဲ့လမ်းကြောင်းကိုမင်းပိတ်လို့မရတယ်လို့ငါတို့ခေါင်းပေါ်မှာလဲလာပြီးဘိုးချက်လို့မရဘူးဆိုတာပဲဦးလေးမျက်လုံးကြီးကြီးဖွင့်ပြီးတေချာကြည့်ထားဒီနေ့ကစပြီးဒီလောင်ဟန်ရွာမှာငါလင်းချန်ပြောတာကအမိန့်ပဲလင်းချန်ဒီကောင်မွဲလေးကတေချာပေါက်ကလိန်ကကြစ်လောက်ထားတာဒီညတော့သူ့ပတ်စံတွေဘယ်ကရလာလဲဆိုတာငါတေချာစောင့်ကြည့်မယ်အကိုချန်ဦးလေးအဲ့ဒီအဖိုးကြီးကဒီညအပြင်ဘက်မှာတောက်လျှောက်လှည့်ပတ်နေပြီးငါတို့ကိုစောင့်ကြည့်နေတယ်မြ мян ပင်လေလမ်းကြောင်းကနေထွက်မရမယ်အကိုချန်ရောက်ဦးဖောက်လိုက်ပြီးမင်းဦးလေးကငါတို့ခြံထဲမှာပဲဆိုင်ကယ်ကြီးနဲ့အရှိန်တင်နေတယ်လို့ထင်နေမှာလေကိုတေချာထိန်းထားဒီညအစွမ်းကုန်စူးစမ်းကြမယ်လောင်ဟန်ရွာရဲ့အခြေအနေကတော့အပြီးတိုင်ပြောင်းလဲသွားပြီးအပေါ်ကိုရောက်ပြီးငါလက်နှစ်ဖက်ပြတ်ထွက်သွားပါစေလုံးဝအလွတ်မပေးဘူးအပေါ်ရောက်လာပြီးဒီရှေးဟောင်းပစ္စည်းနဲ့ရွှေတွေပါတဲ့တစ်တာကမင်းဦးလေးတစ်သက်လုံးလိုက်လို့မမီအောင်လုပ်ပေးနိုင်တယ်အကိုချန်ငါတို့တကယ်လုံနိုင်ခဲ့ပြီမင်းဦးလေးသာတည်သွားရင်နေရတင်ဒေါသထွက်ပြီးတည်သွားလိမ့်မယ်ဒါကအစပဲရှိသေးတယ်မနှက်ဖြန်မျိုးတဲသွားပြီးပစ္စည်းတွေရောင်းကြမယ်မစ်ရှင်သူကတော့ကျွန်တော်ပြောဘူးတဲ့လင်းချန်ပါပဲအသက်ငယ်ပေမဲ့သူ့လက်ထဲကပစ္စည်းတွေကတော့ပထမတန်းစားအသက်တွေကြီးပဲလင်းချန်တထေးပြောတဲ့လူငယ်ရေးချင်းရှင်ဆိုတာရှင်ကိုတကယ်ကိုရေးဆက်ပဲရဲဘော်လင်းထိုင်ပါဥပွင့်လင်းလင်းပြောရရင်နောက်ရက်အနှဲငယ်နေရင်မြို့မှာပဲဧည့်သည်တွေရဲ့ညစာစားပွဲရှိတယ်ကျမတို့ရဲ့ထောက်ပံ့ရေးတင်ကအခုချိန်မှာပင်လယ်ပြင်ကနေဖမ်းမိခါစားထိတ်တန်းအရေးသွေးရှိတဲ့ရေထွက်ပစ္စည်းတွေကိုရှာလို့မရဖြစ်နေတယ်မစ်ရှင်ခင်ဗျားတို့ကတခြားပြည်နယ်ကနေဈေးကြီးပေးပြီးမှာယူရင်တောင်လမ်းမှာတရက်နှစ်ရက်လောက်ကြာသွားရင်မြို့နယ်ကိုရောက်လာတဲ့အခါလုံးဝမလက်ဆက်တော့ဘူးမလားအပြင်လူတွေကပစ္စည်းရှိမရှိပဲကြည်တာရှင်ကဘလို့လုပ်ပြီးမလက်ဆက်ဘူးဆိုတဲ့ပြဿနာကိုတစ်ချက်တည်းနဲ့သိနေရတာလေပစ္စည်းရဲ့အရေးသွေးကိုကြည့်လိုက်တာနဲ့သိတယ်ပြီးတော့ပင်လယ်ထဲကနေဖမ်းမိခါစားအကောင်းဆုံးရေထွက်ပစ္စည်းတွေကိုနှစ်နာရီအတွင်းမင်းစီရောက်အောင်ပို့ပေးနိုင်တဲ့နီလန်းငါးမှာရှိတယ်စိတ်ကန်းကနေမြို့နယ်ထိဒီလောက်ဝေးတာရှင်ကတကယ်ပဲလက်ဆက်မှုနဲ့အသက်ရှင်ကြံရစ်မှုကိုအာမခံနိုင်လို့လားမစ်ရှင်အခုဆိုရင်ကျွန်တော်တို့ဒီထိတ်တန်းရေထွက်ပစ္စည်းတီးတန့်ထောက်ပံ့ခွင့်စာချုပ်အကြောင်းတေချာဆွေးနွေးလို့ရလောက်ပြီမစ်ရှင်အခုဆိုတောသားတွေတောင်နိုင်ငံပိုင်စားတောက်ဆိုင်နဲ့ဝင်ခွင့်ရနေပြီလားနိုင်ငံပိုင်စားတောက်ဆိုင်ကအယောင်းဝယ်တွေအရှုံးပေါ်ရင်မင်းအဖေရဲ့ညှို့မှုရတူလဲမြဲမှာမဟုတ်ဘူးနော်တထေးလေးကိုလင်းချန်ကကျမဖိတ်ထားတဲ့ဧည့်သည်ပါစီးပွားရေးလောကမှာအရေးချင်းကအဓိကပဲကျမဖေကိုအကြောင်းပြချက်လာမလုံးနဲ့အချက်လက်တွေအကုန်လုံးကစည်ရင်ဌာနမှာရှိတယ်အခုမထွက်သွားရင်မနှက်ဖြန်စည်ရင်စစ်တွေခမားစီရောက်လာလိမ့်မယ်ခမားတို့ကျမဆက်ပြောဖို့လိုသေးလားလင်းချန်စောစောကကိစ္စအတွက်ကျေးဇူးတင်ပါတယ်ဒီတီးတန့်ထောက်ပံ့ခွင့်စာချုပ်ကိုဒီနေ့ကျမရှမ်ပန်ချင်းလက်မှတ်ထိုးလိုက်ပြီးဒီကောင်မွဲလေးကဒီကိုဘာလာလောက်တာလဲအဲ့ဒါကကုန်တင်ကားကြီးလေအစိုးရရုံးတွေဝယ်ရင်တော့အစင်းစင်းခွင့်ပြုချက်တောင်းရတာကိုတထေးလင်းစုစုပေါင်း18000အခြေချေပြီးပါပြီဒါကတမျိုးနယ်လုံးမှာပထမဆုံးကိုပိုင်ကုန်တင်ကားကြီးပဲစာရွက်စာတမ်းတွေအကုန်ရပါပြီ18000အခြေပေးတယ်သူဒီလောက်များတဲ့ပတ်စံတွေဘယ်ကနေသွားရှာလာတာလဲဒါလုံးဝမဖြစ်နိုင်ဘူးအကိုချမ်းငါတို့ဒီလောက်လှုပ်ရှားလိုက်တာရွာသားတွေအကုန်လုံးလန့်သွားကြပြီတကယ်ကျေနပ်စရာကောင်းတယ်ကွာအားချမ်းဒီနေ့ကစပြီးလောင်ဟန်ရွာကနေမြို့ကိုပို့မဲ့ရေထွက်ပစ္စည်းတွေကိုငါတို့ကိုယ်တိုင်တည်မယ်လင်းချမ်းမင်းမျက်စီထဲမှာလောင်ဟန်ရွာရဲ့စီးမြင့်တွေမရှိတော့ဘူးလားမြို့ထဲကိုထိတ်တန်းရေထွက်ပစ္စည်းတွေကိုသဘောနဲ့ကိုတွားရောင်းရဲတယ်ပေါ့ဟုတ်တယ်စုပေါင်းငါးဖန်းနဲ့စီးမြင့်ကိုဖောက်ဖျက်တာကလောင်ဟန်ရွာရဲ့အမြင့်ကိုတူးပစ်တာပဲမင်းရဲ့အဲ့ဒီကုန်တင်ကားကြီးကိုတိတ်ရမယ်စီးမြင့်ကိုအလေးထားရမယ်လောင်ဟန်ရွာရဲ့အမြင့်ဆိုတာပျက်စီးနေတဲ့အရာတွေကိုဖက်တွယ်ထားရုံနဲ့ရလာတာမဟုတ်ဘူးဒါကထောက်ပံ့ရေးအတင်းရဲ့ရေရှည်ဝယ်ယူရေးစာချုပ်ပဲရွာသားတွေအားလုံးရဲ့ပစ္စည်းကိုငါလင်းချန်အကုန်ဝင်မယ်တပတ်စာအမြတ်ကို10%ပို့ပေးမယ်ဒီနေ့ကစပြီးငါနဲ့လိုက်လို့ရင်တေချာပေါက်ပတ်စံရစေရမယ်လင်းချန်တူလေးဦးလေးစောစောကလှုပ်လိုက်တာစီးမြင့်ကိုကာကွယ်ခြင်းလို့ပါ10%ပို့ရမယ်ဆိုမှတော့ငါပစ္စည်းတွေကိုလည်းမင်းတဲပေးမှာပေါ့လေအရင်တုန်းကငါအဖေရဲ့အမျက်ဝေစုကိုမင်းတိန်းတုန်းကရောစီးမြင့်ကိုစဉ်းစားခဲ့ဘူးလို့လားဒီအယောင်းဝယ်မှာမင်းပါဝင်ခွင့်မရှိဘူးဒီခွေးကောင်လေးကကြီးပွားခြင်းနေတာလုံးဝမဖြစ်စေရဘူးဒီညသူ့ကုန်တင်ကားရွာထဲကနေအဆင်ပြေပြေထွက်သွားရင်ငါအရေးခွန်ကိုစုပ်ပစ်လိုက်စိတ်ချအဖိုးဝံသူ့ကားရွာထိပ်ကရွှွန့်လန်းမှာပြတ်သွားတာနဲ့ကားကိုရိုက်ခွဲပစ်မယ်ရေထွက်ပစ္စည်းတစ်ကောင်မှရောင်းမရအောင်လုပ်ပစ်မယ်လင်းချန်ရေး
ဒါကငါတို့အိမ်ကဝေစုတွေအကုန်လုံးဒီမှာပဲစရင်မှတ်ပေးပါမင်းနဲ့တွဲလုံးမှာပဲငါတို့လည်းမျောလင်းချက်ရှိတော့တယ်ရွာသားတို့စိတ်ချပါအတိတ်ရောက်တဲ့သူတွေဒီနေ့တယောက်မကြံအကုန်လက်ခံမယ်အားလုံးမလောကြနဲ့အကိုချန်ကတိပေးထားတဲ့ဈေးတိုင်းတပြားမှမလျှော့ဘူးအကုန်လုံးကားပေါ်တင်လိုက်ရက်စမ်းဒီတကားလုံးကရွာသားတွေအားလုံးရဲ့တွေးထွက်တန်ယူစူးစမ်းမှုတွေမင်းတို့လိုအသေးမဲနေတဲ့ခွေးကောင်တွေငါမစောင့်ကြည့်နေဘူးထင်နေလားချန်စီအားချန်စကားများမနေနဲ့ငါကားကိုထိရဲတဲ့ကောင်ဒီညရွာထဲကနေအကောင့်အတိုင်းထွက်သွားရမယ်မထင်နဲ့ထွက်သွားအကုန်ထွက်သွားနောက်တစ်ခါပေါ်လာရဲ့ရင်အယိုးကျိုးအောင်ရိုက်ပစ်မယ်ချန်စီတေချာထိုင်မိုးမလင်းခင်ဒီရေထွက်ပစ္စည်းကားကိုထောက်ပံ့ရေးအသင်းစီအရောက်ပို့ရမယ်တကီလိုတောင်လျှော့လို့မရဘူးမစ်ရှင်ချိန်ထားတဲ့အချိန်တိုင်းပစ္စည်းတွေအတိအကျရောက်ပါပြီဒီပစ္စည်းတွေကဘယ်ကလာတာလဲလမ်းမှာဒီလောက်လက်ဆက်မှုမျိုးကိုဘလို့ထိမ့်သိမ်းထားနိုင်တာလဲမစ်ရှင်ကြည့်လိုက်ပါဒီငါးပါးဟက်တွေကအကုန်လုံးหนีရဲနေတာပဲဒါကကျွန်တော်တို့လောင်ဟန်ရွာကနေဖမ်းမိခါစားထိတ်တန်းပစ္စည်းတွေလေအချိန်နည်းနည်းလေးတောင်နှောက်နှင်းမခံထားဘူးလင်းချန်ဒီပစ္စည်းတွေကတကယ်ကိုအချိန်ကိုက်ကဲတင်လိုက်တာပဲမြို့တော်ကအော်ဒါတွေကလည်းလောနေတယ်ကျမကလည်းအရေးသွေးမြင့်ပြီးလက်ဆက်တဲ့ပစ္စည်းရဖို့ကောင်းခဲနေတာရှင်ကတကယ်ပဲကျမရဲ့အခက်အခဲကိုဖြေရှင်းပေးလိုက်တာပဲအလုပ်အတူတူလုံးမတော့ဒါကကျွန်တော်လုတ်တဲ့လုတ်ထိုက်တာပါပစ္စည်းကောင်းတာကပထမအဆင့်ရိုးသားမှုကမှရေရှည်ရောင်းဝယ်ရဲ့အခြေခံအုတ်မြစ်ပဲဒါကငွေအပြည့်ပဲတပြားမှမလျှော့ဘူးရှင်ကအလုပ်လုပ်တာဒီလောက်တေချာနေမှတော့နောက်ပတ်အတွက်ခွဲတန်းကိုကျမကိုယ်တိုင်ဆုံးဖြတ်ပြီး90%ထပ်တိုးပေးမယ်ယုံကြည်မှုအတွက်ကျေးဇူးတင်ပါတယ်မစ်ရှင်နောက်ပတ်ပစ္စည်းပုံများအောင်အာမခံပါတယ်ညီလေးခဏနေဦးမင်းတို့ချနေတာကရေနက်ပိုင်းကဖမ်းမိတဲ့လိုင်းဆိုင်ငါးဝါ level crocker တွေ့ပဲဒီလိုထိတ်တန်းပစ္စည်းမျိုးငါတို့ဒေတာမှာမတွေ့ရတာနှစ်ချီနေပြီတူသေးကျွန်တော်တို့ကတရားဝင်စီးပွားရေးလုပ်နေတာပါခမည်းကဘာကိစ္စညီလေးဒီပစ္စည်းတွေကိုငါယူမယ်ဘယ်လောက်ရှိရှိအကုန်ယူမယ်ဈေးကတော့ဆွေးနွေးလို့ရတယ်တထေးဝန်စီးပွားရေးလုပ်တယ်ဆိုတာအရင်လာတဲ့သူကိုဦးစားပေးရပါတယ်ဒီပစ္စည်းတွေကိုမစ်ရှင်စီအရင်ပေးဖို့ကျွန်တော်ကတိပေးထားပြီးပြီဒါပေမဲ့ဒီငါးဝါတွေအတွက်ကျွန်တော်မှာတခြားလမ်းကြောင်းရှိသေးတယ်နောက်ပိုင်းခမည်းအတွက်တည်တတ်ခွဲတန်းနည်းနည်းဖယ်ထားပေးလို့ရတယ်တထေးဝန်ခမည်းတော့နားလဲတဲ့သူနဲ့တွေ့သွားပြီထင်တယ်လင်းချန်ရှင်ကစီးပွားရေးမှာကျမထက်တောင်ပိုတော်နေသေးတယ်ရှမ်မန်ချင်းကောင်းပြီမူဝါဒရှိတဲ့လူငယ်ပဲငါဝမ်းညီသူညီဝါကမင်းလိုလူမျိုးနဲ့အလုပ်တွဲလုပ်ရတာကိုအကြိုက်ဆုံးပဲဒါဆိုငါးဝါကိစ္စနောက်ပတ်မင်းစီကသတင်းဆောင်နေမယ်တထေးဝန်စိတ်ချပါအကိုချန်ပြောပြီးရင်တေချာပေါက်ခမည်းသဘောကျစေရမယ်ဒါဒီကားကဘလို့လို့ဒီလောက်မြန်မြန်ပြန်ရောက်လာတာလဲမင်းညကအခြေအနေနဲ့ဆိုလမ်းမှာအလူမခံရဘူးလားအားလုံးဖယ်ပေးကြအကိုချန်ဒီနေ့အားလုံးအတွက်ပတ်စံရှာပြီးပြန်လာပြီလမ်းပိတ်နေတဲ့သူတွေဖယ်ပေးကြအားလုံးတိတ်နေကြပါမနေ့ကကျွန်တော်ကိုပစ္စည်းလာသွင်းတဲ့သူတွေငါပဲဖြစ်ဖြစ်ပစုံပဲဖြစ်ဖြစ်ရင်းကြီးပဲဖြစ်ဖြစ်တကီလိုမှမလျော့စေရဘူးအခုကျွန်တော်တို့ချက်ချင်းငွေရှင်းမယ်မတိုးကြနဲ့တန်းစီပြီးအစင်လိုက်လာကြအကိုချန်ပြောထားတယ်ဘသူကိုမှချန်မထားခဲ့ဘူးလို့ဦးလေးချန်ဒါကခမည်းရဲ့မနေ့ကပစ္စည်းဖို့ပဲတေချာရေးတွက်ကြည့်ပါလင်းချန်ကျေးဇူးတင်ပါတယ်တကယ်ကျေးဇူးတင်ပါတယ်ဒီပတ်စံကငါတို့မိသားစုလပိုင်းလောက်စားလို့ရတဲ့ရိတ်ခါဖို့ပဲမင်းကတကယ်ကိုလောင်ဟန်ရွာရဲ့ကျေးဇူးရှင်ပါပဲအိမ်မှာဘာလို့နောက်တစ်ခါငါ့ကိုသာပြောပါလင်းချန်ဒီနေ့ပွဲကိုမင်းအရန်လှပအောင်ကစားနိုင်ခဲ့တယ်ဒါပေမဲ့ဝန်ဆိုတဲ့လူတွေကမင်းအောင်မြင်နေတာကိုမကြည့်ရဘူးဆိုတော့မကြခင်ပြဿနာရှာလာမှာကိုငါစိုးရိမ်နေရွာလူကြီးစိတ်ချပါသူတို့ကပစ္စည်းလမ်းကြောင်းမှာကျွန်တော်ကိုလေပင်းညစ်ချင်နေတာကျွန်တော်ကသူတို့ထက်အရင်စီးမြင့်တွေကိုတတ်မှတ်လိုက်မယ်ကျွန်တော်တို့စီမှာပစ္စည်းကောင်းရှိနေတဲ့၍ဘယ်သူမှကျွန်တော်တို့ရဲ့ဝင်ငွေလမ်းကြောင်းကိုဖျက်လို့မရဘူးအကိုချန်လင်းချန်မင်းကိုဘယ်လောက်ပေးလဲငါနှစ်ဆပေးမယ်အဲ့ဒီပစ္စည်းကိုအခုပဲငါစီလွှဲပေးလိုက်အားလုံးကရွာနီးကျုပ်ဆက်တွေကြီးပဲဘသူကငွေကိုညင်းပါလဲတထေးဝန်ဒါမကောင်းပါဘူးကျွန်တော်နဲ့လင်းချန်အရင်တည်းကသဘောတူထားတာပါဘဲကအရက်မိုက်ကောင်ကငါလိုချင်တဲ့ပစ္စည်းကိုလာရှုပ်ရဲတာလဲမစ်ရှင်သူကတော့နောက်ွယ်ကနေလက်တလုံးချလှုပ်ချင်နေတဲ့တထေးဝန်ပဲဒီနေ့ကစပြီးလင်းချန်နဲ့စာချုပ်ထားတဲ့သူတိုင်းကိုကျမတို့ရှမ်မီသားစုကကာကွယ်ပေးမယ်ဒီစီးမြင့်ကိုဖျက်ဆီးရတဲ့သူကကျမရှမ်မန်ချင်းရဲ့စီးမြင့်ကိုဖျက်ဆီးတာပဲဘသူစမ်းကြည့်ချင်လဲဦးလေးချန်ဒီစီယံငွေကိုပြန်ယူသွားပါစီးမြင့်ကိုလိုက်နိုင်ရမယ်ဒါပေမဲ့ကျွန်တော်လင်းချန်ပေးတဲ့ဈေးကနောက်ဆိုတက်ဖို့ပဲရှိတယ်ကြားဖို့မရှိဘူးခင်ဗျားတို့ဘယ်လိုရွေးမလဲသွားမယ်ဒီမိမရဲ့နောက်ခံကမြို့နယ်ကုန်တယ်ကြီးများအတင်းကငါတို့သွားမရှုပ်ရဲဘူးအကိုကြီးဒီတခါတော့ငါတို့မျက်နှာပန်းအရန်လှသွားပြီသွားကြစို့သတိထားကျန်းပြင်ပေါ်ကရေတွေမချောက်သေးဘူးကျွန်တော်ကကျန်းတန်းတဲ့သူဆိုတော့ကျင့်သားရနေပြီခင်ဗျားကဒီလိုဖက်နှက်မျိုးစီးထားတာဘယ်လိုလုပ်အလဲခံနိုင်မှာလဲကျမကစံပြုတ်ဘယ်လိုဖြစ်နေပြီလဲဆိုတာသွားကြည့်ချင်လို့ခြေအောက်ကိုသတိမထားမိလိုက်တာပါလင်းချန်ရှင်လွတ်လို့ရပါပြီမစ်ရှင်တောင်းပန်ပါတယ်ကျွန်တော်စောကတမင်လောက်တာမဟုတ်ပါဘူးခင်ဗျားချော်လဲသွားမှဆိုလို့ပါဒီလိုကျဉ်ကျက်တဲ့နေရာမှာကျွန်တော်လဲအားအစကိုမထိန်နိုင်လိုက်ဘူးရပါတယ်ကျမကိုယ်တိုင်သတိမထားမိတာပါဒီနေ့စံပြုတ်ကတကယ်ကောင်းတယ်ဒါပေမဲ့လင်းချန်စောကကိစ္စကိုဘယ်သူမှမပြောပြရဘူးနော်ကိုအားချန်ဆိုတဲ့သူကိုပါအပါဝင်ပဲစိတ်ချပါမစ်ရှင်ကျွန်တော်ကကြမ်းတမ်းတဲ့သူဆိုပေမဲ့ဘာပြောရမလဲဘာမပြောရဘူးဆိုတာတော့သိပါတယ်စောကမတော်တဆဖြစ်ရက်ကိုပိုက်ထဲမှာပဲတိန်းထားပါမယ်အကိုချန်ညကြီးမိုးချုပ်ကိုမနှက်ပြန်မနှက်မှစိတ်ကန်းကိုတွားလို့မရဘူးလားတထေးဝန်ကိုဂတိပေးထားပြီးမှတော့ပြီးဆက်လွယ်ပစ္စည်းတွေနဲ့တွားပေးလို့မရဘူးစီးပွားရေးလုပ်တယ်ဆိုတာရိုးသားဖို့လိုတယ်ဒီငါးဝါလေးတွေကဒီညမှာဖမ်းမိတဲ့ဟာတွေဖြစ်မှသူများယုံကြည်မှုကိုတန်ဖိုးထားရရောက်မယ်ဦးလေးချန်တထေးဝန်ကထောက်ပံ့ရေးအသင်းရှိမှာကျွန်တော်ကိုအော်ဒါပေးရတာကကျွန်တော်တို့ကိုယုံကြည်လို့ပဲအရွယ်စားသေးတာတွေမလက်ဆက်တာတွေအကုန်ဖယ်ထုတ်လုံးဝမယူဘူးအလုပ်တတာဖို့အတွက်နောင်လုံးမဲ့စီးပွားရေးကြီးကိုအပြတ်ခံလို့မရဘူးမင်းပြောတာမှန်တယ်လင်းချန်အားလုံးပဲကြားတယ်မလားလင်းချန်ရဲ့စံနှုန်းအတိုင်းလုပ်ကြငါတို့ရွာမျက်နှာအိုးမဲအတုတ်မခံနဲ့ဦးလေးချန်ပစ္စည်းတွေတင်ပြီးစည်ရင်လဲရှင်းရှင်းလင်းလင်းမှတ်ပြီးငါတို့လောင်ဟန်ရွာစီးပွားရေးလုပ်တာရိုးသားမှုကိုအဓိကထားတယ်အားလုံးရဲ့အပင်ပန်းကိုအလကားမဖြစ်စေရဘူး
လင်းချန်မင်းလက်ကနေဖြတ်သွားတာဆိုတော့ငါတို့ရင်ထဲမှာရှင်းပါတယ်စိတ်ချပါမနှက်ဖြန်တထေးဝန်စီရောက်ရင်အပြစ်ပြောစရာ14မှမရှိစေရဘူးလင်းချန်ဒီလမ်းတစ်လျှောက်လုံးမောင်းလာတာမိုးမလင်းခင်တော့ရောက်လာပြီပဲစောစောရောက်တာကောင်းတယ်ဒီငါးဝါလေးတွေကနုနယ်တယ်တမိနစ်စောချလေအပြက်အစည်းနဲလေးပဲတထေးဝန်ကိုဂတိပေးထားတဲ့ကိစ္စအချိန်ကိုအရန်ကတ်ထားလို့မရဘူးလင်းချန်ရေကြီးပြီးသွားတာပစ္စည်းရှာရတာဘလောက်ခက်လဲဆိုတာငါသိတယ်မင်းကတကယ်ပဲညာရင်းချင်းဒီလိုအကောင်းစားပစ္စည်းတွေတကားလုံးစားရှာပေးနိုင်ခဲ့တာပဲတထေးဝန်ခမ ्या ကထောက်ပံ့ရေးအသိရှိမှကျွန်တော်ကိုယုံကြည်ခဲ့တာကျွန်တော်ခြေတလုံးပြုတ်ထွက်မတက်ပြေးရတာလဲကံပါတယ်အရေးအတွက်နဲ့အရေးသွေးမှန်စစ်ကြည့်လိုက်ပါဦးလင်းချန်ဒီပစ္စည်းကိုငါမှမယ်အထူးတန်းစားစေး1ကီလိုကို2ကျပ်2ပြားနှုန်းအဲ့ဒါအပြင်ပင်ပန်းကြီး20ရာခိုင်နှုန်းထပ်ဆောင်ပေးမယ်စုစုပေါင်း480ကျပ်မင်းယူထားလိုက်တထေးဝန်ဒါအရန်များနေပြီအရင်ပြောထားတဲ့ဈေးကပဲကျွန်တော်ကိုကူညီရရောက်နေပါပြီဒီပင်ပန်းကြီးကိုကျွန်တော်မယူနိုင်ဘူးစေတနာကိုလက်ခံပါတယ်ယူထားလိုက်ပါဒီလောကမှာပစ္စည်းမှန်ဈေးမှန်ဆိုတဲ့ယုံကြည်မှုကငါးထက်ကိုပိုတန်မိုးရှိတယ်လင်းချန်တထေးဝန်ကမင်းရဲ့အရေးသွေးကိုဒီလောက်တန်မိုးထားနေမှာတော့မင်းလက်ခံလိုက်ပါဂတိတည်တဲ့သူကဒီလိုအကျိုးခံစားခွင့်ရတဲ့ပါတယ်အကိုချမ်းဒါ480ကျပ်တောင်တော့တထေးဝန်ပြန်သွားတော့ကနောက်ပတ်လေဒီလိုပစ္စည်းမျိုးထက်လို့ခြင်းသေးတယ်လို့ပြောသွားတယ်ငါတို့စီးပွားရေးတော့တည်ငြိမ်သွားပြီတထေးဝန်ကငါတို့ကိုယုံကြည်တာငါတို့စီးမြင့်ကိုဖျက်လို့မရဘူးငါတွက်ကြည့်ပြီးစီဖိုးနဲ့အပြက်စီဖိုးနှုတ်လိုက်ရင်1ကီလိုကို2.2ကျပ်နဲ့သူ့ကိုရောင်းမယ်ရွာသားတွေကို2ကျပ်ရှင်းပေးမယ်ကျန်တဲ့ပတ်စံကိုအများသုံးရန်ပုံငွေအဖြစ်ထားမယ်အားလုံးပတ်စံရမှာငါတို့ရဲ့ပစ္စည်းရလန်းကတည်ငြိမ်မှာအကိုလင်းအရင်ကပတ်စံပေးမယ်ပြောပြီးအခု2ကျပ်နှုန်းနဲ့ပေးတာလားဒါကထောက်ပံ့ရေးအတင်းကကက်ဆေးနဲ့တထေတွေပေးတာထက်အများကြီးပိုများနေတာပဲမင်းကိုယ်တိုင်အတွက်နည်းနည်းမှမချန်ထားဘူးလားဦးလေးချန်ဘာတွေပြောနေတာလဲငါတို့ပစ္စည်းအရေးသွေးကိုအာမခံနိုင်တဲ့တထေးဝန်ကနောက်ပိုင်းရေရှည်အကုန်ယူမယ်လို့ကတိပေးထားတယ်နောက်ဆိုအားလုံးငါနဲ့အတူတူပတ်စံအများကြီးရှာရမယ်ငါဝေစုကနေမှမဟုတ်ဘူးလင်းချန်မင်းကသဘောကောင်းတဲ့ကလေးပဲနောက်ဆိုမင်းတခုံးခေါ်လိုက်တာနဲ့လောင်ဟန်ရွာကလူငယ်တွေအကုန်လုံးမင်းစကားကိုနားထောင်လိမ့်မယ်ဦးလေးချန်ဒါကအစပဲရှိသေးတယ်ကျွန်တော်လင်းချန်ကဥဆောင်မှာတော့အားလုံးကိုအလကားပင်ပန်းစေမှာမဟုတ်ဘူးကျမအမြင်မမှားပါဘူးနေရာတိုင်းမှာပါနှက်တဲ့တွက်ချက်မှုတွေရှိနေတဲ့ဒီလောကမှာဒီလိုရိုးတဲ့ယုံကြည်မှုကမှအရှားပါဆုံးပဲဒီကောင်လေးကတထေးဝန်ကိုအားကိုးပြီးရွာကပစ္စည်းလမ်းကြောင်းကိုအကုန်သိမ်းပိုက်ထားတယ်ငါတို့အတွက်ဟင်းရည်တစ်စက်တောင်မချန်ထားဘူးမနှက်ဖြန်မနှက်တထေးဝန်ပစ္စည်းစစ်တဲ့အချိန်ငါတွေပြဿနာရှိနေတာတွေ့ရင်သူ့နာမည်လုံးဝပြတ်သွားလိမ့်မယ်နောက်ဆိုဒီအယောင်းဝယ်ကငါတို့ဟာပဲစိတ်ချသူ့ကိုယ်တောင်နောက်နေရံမှာငါလူလွတ်ပြီးအပေါက်ဖောက်ခိုင်းထားတယ်ဒီညမှောင်တာနဲ့အဲ့ဒီထဲကိုပစ္စည်းနည်းနည်းသွားကျဲထည့်လိုက်သူ့ပစ္စည်းတွေအနက်အသက်ဆိုပြီးပစ္စည်းသွားအောင်လုပ်ပြမယ်အကိုချမ်းအကိုအရန်စိုးရိမ်လို့နေတာမဟုတ်ဘူးလားဒီရွာမှာဘသူကငါတို့ပစ္စည်းကိုထိရဲမှာလဲဒီလောကမှာသူများကောင်းစားတာမကြည့်ရတဲ့သူတွေအများကြီးပဲဦးလေးအဲ့ဒီလူကိုငါစိတ်မချဘူးဒီညငါတို့အလှည့်ကျစောင့်ကြမယ်တကယ်လို့တယောက်ယောက်ကဒီငါးတွေကိုလာထိချင်ရင်သူတို့နောင်တရသွားအောင်လုပ်ပြမယ်ဘသူမှမလုပ်နဲ့ဒီပစ္စည်းတွေကငါလင်းချန်နဲ့တထေးဝန်တို့စာချုပ်ချုပ်ထားတာလောင်ဟန်ရွာကရွာသားအားလုံးရဲ့ထမင်းအိုးပဲမင်းတို့ကဒါကိုဖျက်ဆီးကျင်တာလားငါလက်သီးကိုအရင်မေးကြည့်လိုက်ရွာသားတို့ဒါကမင်းညကငါတို့ငါးတွေလေလာကျဲထည့်ချင်တဲ့ပစ္စည်းပဲဒါတော်ဝင်သွားရင်ဒီပစ္စည်းတွေအကုန်ပျက်စီးပြီငါတို့ထမင်းအိုးကိုလာရိုက်ခွဲတဲ့သူကိုငါလင်းချန်လုံးဝခွင့်မလွတ်ဘူးလင်းချန်မင်းညကအဲ့ဒီခွေးကောင်နှစ်ကောင်ဝင်ခံသွားပြီးမင်းဦးလေးခိုင်းလို့လောက်တာတဲ့ငါတို့အခုပဲသူ့စီသွားပြီးစရင်ရှင်းကြမယ်လင်းချန်ကငါတို့ရွာရဲ့စီးပွားရေးကိုကယ်တင်ခဲ့တာဒါကကျေးဇူးပဲမင်းကလူကြီးဖြစ်နေပြီးတရွာလုံးရဲ့နာမည်ကိုဖျက်ဆီးမဲ့ရုံမာတဲ့နီလန်တွေတုံးရက်တယ်မင်းလောင်ဟန်ရွာရဲ့ဘိုးဘေးတွေကိုမျက်နှာပြရဲသေးလားရွာလူကြီးကျွန်တော်တခဏတွေ့ဝေသွားလို့ပါဒီစီးပွားရေးကအစတည်းကကျွန်တော်ဟာဖြစ်တင်တာစီးမြင့်ကစီးမြင့်ပဲလောင်ဟန်ရွာမှာအားလုံးရဲ့စီးပွားရေးကိုထိခိုက်အောင်လုပ်တာကရွာရဲ့အမြစ်ကိုဖျက်ဆီးတာပဲမင်းအခုချက်ချင်းလင်းချန်ကိုတောင်းပန်ပြီးဆုံးရှုံးမှုတွေကိုလျှော်ပေးလိုက်ရွာလူကြီးတရားမျှတမှုကိုဖော်ဆောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ကောင်းပြီမင်းလိုလူငယ်မျိုးဥဆောင်နေမှတော့ငါစိတ်ချပြီးရွာသားတို့ငါလင်းချန်စီးပွားရေးလုပ်တာကအားလုံးကိုခေါ်ပြီးပင်ပန်းကြေးရစေချင်လို့ပါငါတို့စီးမြင့်ကိုလိုက်နာပြီးယုံကြည်မှုရှိတဲ့၍ငါကိုတောင်ရဲ့တကားကလောင်ဟန်ရွာသားတွေအတွက်အမြဲတမ်းဖွင့်ထားပေးမယ်ပြည်နယ်မြို့တော်ကနိုင်ငံပိုင်စားတောက်ဆိုင်ရဲ့ထောက်ပံ့ရေးလမ်းကြောင်းမင်းလက်ခံရဲလားမစ်ရှင်ပြည်နယ်မြို့တော်ဈေးကွက်ကိုကျွန်တော်လက်ခံလိုက်ပြီဒါပေမဲ့အဆိုးဆုံးကိုအရင်ပြောရရင်ကျွန်တော်လင်းချန်လှုပ်လို့ရင်ပစ္စည်းအရေးသွေးကိုလုံးဝရှုံ့မချဘူးလမ်းကြောင်းသာပွင့်သွားရင်ကျွန်တော်ပို့ပေးမဲ့ပစ္စည်းတွေကအဲ့ဒီမှာရှာမရတဲ့ထိတ်တန်းပစ္စည်းတွေဖြစ်စေရမယ်ဆိုတာအာမခံတယ်ပြည်နယ်မြို့တော်စားတောက်ဆိုင်တွေမှာတောင်းဆိုလို့မရတဲ့ရှားပါပစ္စည်းတွေကျွန်တော်စီမှာအများကြီးရှိတယ်ဒီပင်လယ်ပြင်ကိုသာထိမ့်သိမ်းထားနိုင်ရင်ပြည်နယ်မြို့တော်ကစီးပွားရေးကကျွန်တော်လင်းချန်ရဲ့အိတ်ကက်ထဲရောက်လာမှာပဲလင်းချန်ရှင်ကျမကိုဘယ်လောက်တောင်အံ့ဩစရာတွေဖုံးကွယ်ထားသေးတာလဲဒီပြည်နယ်မြို့တော်တော့ရှင်မွေနောက်တာခံရတော့မယ်ထင်တယ်အကိုချမ်းအဲ့ဒါကပြည်နယ်မြို့တော်နော်ငါတို့မြို့နယ်ကချောင်းငယ်လေးမဟုတ်ဘူးအားလုံးကိုခေါ်ပြီးအဲ့ဒီကမြို့သားတွေနဲ့တကယ်ရှင်ပြိုင်ဖို့စဉ်းစားထားတာလားအားချမ်းစိတ်ချလက်ချတာနေဒီလေအောက်ကရတနာတွေရှိနေတဲ့၍ငါတို့ပြည်နယ်မြို့တော်ကိုသွားပြီးပင်လယ်ကိုပြောင်းပြန်လန်ပြည့်ရင်တော့မမမတ်ရက်တီနိုင်နဲ့ပင်လယ်ထွက်ကြမယ်မစ်ရှင်ရှင်ကဒီလူတွေကိုခေါ်လာပြီးငါတို့စီမှာနိုင်ငံခြားဧည့်သည်တွေကိုဧည့်ခံဖို့လုပ်နေတာလားဒီပစ္စည်းတွေကတေနေတဲ့ငါပုတ်နေတဲ့ပစုံတွေဖြစ်နေရင်ရှင်တို့တာဝန်ယူနိုင်လို့လားမန်နေဂျာကြီးပစ္စည်းကောင်းမကောင်းဆိုတာပါစက်နဲ့ပြောဖို့မလိုပါဘူးခမည်းမျက်လုံးနဲ့ပဲကြည့်လိုက်ပါဒါကကျွန်တော်ညာရင်းချင်းလေ့လာတီထွင်ထားတဲ့အေးခမ်းတည်ယူပို့ဆောင်ရေးစနစ်ပဲရေထဲကဆဲလိုက်တဲ့အချိန်ဘယ်လိုပုံစံလဲခမည်းစီရောက်တဲ့အချိန်လဲအဲ့ဒီပုံစံတိုင်းပဲဖြစ်ရမယ်ဆိုတာအာမခံတယ်ဒါ
ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲကံယူရန်ကနေပြည်နယ်မြို့တော်အထိတဲလာတာရေခဲတုံးတွေနဲ့ပိတ်ထားရင်တော့ငါးတွေကဒီလောက်လက်ဆက်နေမှာမဟုတ်ဘူးရှင်တို့ဘယ်လိုလုပ်လိုက်တာလဲတကယ်တော့လှုပ်ဝက်ချက်ကြီးကြီးမားမားမရှိပါဘူးအပူချိန်ထိမ့်သိမ့်နဲ့ပစ္စည်းမျိုးစားတချို့ကိုစမ်းသုံးကြည့်ပြီးတည်ယူတဲ့ရေပူချိန်ကိုအသင့်တော်ဆုံးဖြစ်အောင်ချိန်ညှိလိုက်တာပါစိတ်နှစ်ပြီးလှုပ်လိုက်ရင်ဒီရေထွက်ပစ္စည်းတွေကဖမ်းမိခါစားအတိုင်းဖြစ်နေမှာပဲလင်းချံလူတိုင်းကရှင့်ကိုကံကောင်းတယ်လို့ပဲပြောကြတယ်ဒါပေမဲ့ရှင့်အသက်ကိုယဉ်ပြီးဒီလက်ဆက်မှုထိမ့်သိမ့်တဲ့နီလန်ကိုရှာဖွေခဲ့တယ်ဆိုတာကျမဒီနေ့မှသိလိုက်ရတယ်လက်ဆက်မှုကိုထိမ့်သိမ့်ထားနိုင်တဲ့ရှင့်ရဲ့ဒီလက်နှစ်ဖက်ကရွှေထက်တောင်ပူတန်မိုးရှိသေးတယ်မစ်ရှင်တန်ငါတွေဆိုတာဒီလက်ဆက်တဲ့ပစ္စည်းလေးတွေနဲ့ထမင်းစားရတာပါအရသာကိုထိမ့်သိမ့်ထားနိုင်ဖို့အတွက်နည်းနည်းပိုပြီးစိတ်ပူရတာပင်ပန်းရတာတွေကလှုပ်တက်လှုပ်ထိုက်တာတွေပါအိုးဒါကအဲ့ဒီလက်ဆက်တဲ့ပစ္စည်းတွေလားပြည်နယ်မြို့တော်ဆိုတာရေနဲ့တဲ့နေရပဲအနေရများတယ်အကဲခတ်နိုင်စွမ်းမရှိရင်တော့ရေနစ်သွားလိမ့်မယ်တထေးမှာအယောင်းဝယ်မဖြစ်လဲမိတ်ဆွေတွေပါပဲဒီငါးတချင်းအတွက်ကျွန်တော်အရှုံးခံလိုက်ပါမယ်ဒါပေမဲ့နောက်တစ်ခါထပ်ဖြစ်ရင်တော့စီးမြင့်အရာတရားမျှတမှုရှာမယ်ဆိုတာအပြစ်မတင်ပါနဲ့လင်းချံမာကြီးကပြည်နယ်မြို့တော်မှာအမြင့်တွယ်နေတာကြပြီအကျမ်းပါတန်းသွားတိုက်ရင်ငါတို့ပဲနေရာတိုင်းမှာအပိတ်ခံရလိမ့်မယ်တယောက်ယောက်ကိုရှာပြီးညှိနှိုင်းခိုင်းရမလားသူများအားကိုးပြီးညှိနှိုင်းရတာအမြဲတမ်းခံစစ်ပဲဖြစ်နေမှာကျွန်တော်ကအပူချိန်ထိန်းချုပ်မှုကိုအကောင်းဆုံးဖြစ်အောင်လုပ်နိုင်ရင်သူတို့ကျွန်တော်ကိုအပြစ်ရှာလို့မရတော့ဘူးစီးပွားရေးလုပ်တဲ့နေရာမှာအကောင်းဆုံးတံပြန်တိုက်ခိုက်မှုဆိုတာသူတို့လိုက်မမီနိုင်အောင်ကွာဟာချက်ကိုချဲ့ပစ်တာပဲဒီလက်ဆက်မှုကပင်လယ်ကနေဖမ်းမိခါစားအတိုင်းကြီးပါပဲမာကြီးရဲ့တေနေတဲ့ငါပုတ်နေတဲ့ပစုံတွေကဒီကောင်လေးနဲ့ရှင်ရင်အမိုက်တွေပဲမန်နေဂျာကြီးကျွန်တော်တို့စီးပွားရေးလုပ်တဲ့စီးမြင့်ကရှင်းပါတယ်စိတ်နှစ်ပြီးအလုပ်လုပ်ရင်ဘလောက်ပဲနှောက်ရှက်တားဆီးလို့မရပါဘူးဒီပစ္စည်းတွေကိုဧည့်သည်တွေစိတ်ချလက်ချစားပါစေလင်းချံရှင်ကဒီစီးပွားရေးအတွက်အသက်တောင်ပေးမတက်စူးစမ်းနေတာပဲပြည်နယ်မြို့တော်ကဆိုင်ကိုအခုမှတည်ငြိမ်ခါစားရှိသေးတယ်ရှင်ကဒီလောက်ကြီးတဲ့အလုပ်ကြီးကိုထပ်ဆောက်ဖို့လုပ်နေပြန်ပြီလားမစ်ရှင်ဒီမြေဆိုင်အေးခန်းကြီးတာအလုပ်ဖြစ်သွားရင်ငါတို့ရဲ့ပစ္စည်းတွေပုံများများနဲ့ပိုလက်ဆက်ထုတ်နိုင်မယ်စီးပွားရေးကိုရေရှည်လုပ်နိုင်ဖို့အတွက်ဒီလောက်ပင်ပန်းတာကဘာမှမဟုတ်ပါဘူးဖြည်းဖြည်းစားပါဘယ်သူမှရှင့်ကိုမလူပါဘူးဒီစီးပွားရေးကလှုပ်လို့ကုန်မှာမဟုတ်ဘူးရှင်ဒီလောက်စူးစမ်းနေတာကတခြားလူတွေကိုတက်သေးပြချင်လို့လားဒါမှမဟုတ်ကျမရှင်ကိုမျက်စိတောက်ထောက်မကြည့်နေနိုင်အောင်လုပ်ချင်လို့လားမစ်ရှင်ကျွန်တော်အဲ့ဒီလောက်အများကြီးမတွေးထားပါဘူးခမ ्या ကကျွန်တော်ကိုယုံကြည်မှတော့ခမ ्या ကိုအဆက်မကွဲစေရဘူးခမ ्या ထင်သေးတာလည်းမခံနိုင်ဘူးဒါပါပဲလင်းချံမင်းကိုပိုင်တီထွင်ထားတဲ့ဤပညာဆိုပေမဲ့အများကျိုးအတွက်အသုံးချရမယ်၃ရက်အတွင်းဒီအပူချိန်ထိန်းချုပ်တဲ့ပုံစံကျန်းနဲ့စက်ပစ္စည်းတွေအကုန်လုံးလွှဲပြောင်းပေးဖို့အမိန့်ပေးတယ်ဌာနမှုချံဒီပုံစံကျန်းကကျွန်တော်မိဘတွေထားခဲ့တာဒါကကျွန်တော်တို့လောင်ဟန်ရွာကညီကိုတွေရဲ့မျှော်လင့်ချက်ပဲဒီပစ္စည်းတွေကိုကျွန်တော်လွှဲမပေးနိုင်ဘူးတထေးကူသူကတော့ကျွန်တော်ပြောဘူးတဲ့လင်းချံပါပဲဒီတစ်ခါတော့သူကျေးဇူးကြောင့်အခြေအနေကိုထိန်းထားနိုင်တာပါတထေးကူနာမည်ကြီးတာကြပါပြီလင်းချံမင်းရဲ့အဲ့ဒီအပူချိန်ထိန်းစနစ်ကိုပြည်နယ်မြို့တော်ကလူတော်တော်များများစောင့်ကြည့်နေကြတယ်ဒီအုပ်ချုပ်ရေးအမိန့်ကိုမင်းဘလို့ဆွဲပြဲပြစ်မလဲတထေးကူဒါကကျွန်တော်အသက်ပဲဘသူကအတင်းအဓမ္မလူယူခြင်းနဲ့ဆိုရင်ကျွန်တော်ကလည်းအသေးအကျေပြန်ချမှာပဲဒီစီးပွားရေးကိုမလုပ်ရရင်နေပါစေဒူးထောက်ပြီးတော့ပုံစံချမ်းကိုလုံးဝမပေးနိုင်ဘူးဟာကောင်းတယ်ဒူးမထောက်ဘူးဆိုတာသဘောကျတယ်ညီလေးလင်းဒီကိစ္စကိုငါကူရင်ထမ်းတာဝန်ယူတယ်နောက်ဆိုဒီမှာစီးပွားရေးလုပ်ရင်အဲ့ဒီအမိန့်စာကိုတုံးပြီးမင်းကိုဘသူမှလာချင်းချောက်ရဲမှာမဟုတ်ဘူးအကိုကြီးကိုကျွန်တော်ကိုအထင်ကြီးပေးလို့ကျေးဇူးတင်ပါတယ်ဒါဆိုကျွန်တော်လင်းချံကတစ်တလုံးခမ ्या ကိုညီကိုတယောက်လို့တတ်မှတ်သွားပါမယ်နောက်ပိုင်းကျွန်တော်တို့အတူတူဒီအယောင်းဝယ်ကိုကြီးကျယ်အောင်လုပ်ကြတာပေါ့ညီလေးလင်းငါတို့ညီကိုတွေပူပေါင်းလိုက်ရင်ဒီပြည်နယ်မြို့တော်ရဲ့ရေထွက်ကုန်ဈေးကွက်တော့အပြောင်းလဲကြီးမားမားဖြစ်တော့မယ်အကိုကြီးအခြေခံအုပ်မြင့်တေချာချပြီးသွားရင်ဒီပြည်နယ်မြို့တော်ကအစပဲရှိသေးတယ်နောက်ဆိုရင်လောင်ဟန်ရွာရဲ့ပစ္စည်းတွေကိုတနိုင်ငံလုံးအနှံ့ရောင်းချနိုင်အောင်လုပ်မယ်မြေဈေးတွေတက်သွားပြီးအေးခန်းအတွက်ကျူတင်ငွေကိုတခါတည်းအပြည့်ပေးမှရမယ်ငွေကြေးစီးဆင်းမှုပြတ်တောက်သွားပြီးညီလေးလင်းငါလက်ထဲကငွေသားတွေကလည်းလဲပတ်နေတော့မယ်ဒီကွက်လက်ကအရန်ကြီးတယ်ငါတို့ဒီအကွက်မှာရှုံးသွားနိုင်တယ်ပတ်စံမလောက်ဘူးဆိုရင်ကျွန်တော်နီးလက်ရှာမယ်အကိုကြီးမန်ချင်းကဘာကြီးကိုပြောင်းလဲချင်ရင်ဒီစက်ကူပတ်စံလေးတွေနဲ့အပိတ်လောင်ခံနေလို့မရဘူးအကိုချမ်းဒီတက်တာရဲ့အကြီးကွက်တွေကအပြည့်စုံပဲဒါကဒီတင်မောရဲ့အဓိကပစ္စည်းတွေပဲအကုန်လုံးအစ်စ်တွေကြီးပဲထုံးစံအတိုင်းပဲဒီတစ်ခေါက်ပေါ်ကိုတည်သွားရင်ငါတို့ရဲ့အေးခန်းအင်ပါယာအတွက်အခြေခံအုပ်မြင့်ရသွားပြီတေချာထုတ်ပိုးပြီးတည်သွားကြမယ်ညီလေးလင်းမင်းဒီပစ္စည်းတွေကိုဘယ်ကရလာတာလဲဒီအရေးအသွေးမျိုးကပြည်နယ်မြို့တော်ကနာမည်ကြီးရှေးဟောင်းဆိုင်တွေအကုန်ပေါင်းရင်တော့ထုတ်ပေးနိုင်မှာမဟုတ်ဘူးလင်းချံရှင်ကအနေအများတဲ့အကွက်ကိုရွှေ့နေတယ်လို့ပဲကျမထင်ခဲ့တာရှင်းလက်ထဲမှာဒီလိုလှုပ်ဝက်ဖဲချက်မျိုးရှိနေမယ်လို့မထင်ထားဘူးပတ်စံလောက်ပြီးအေးခန်းကိုသာတိစောက်နိုင်မယ်ဆိုရင်ဒီပစ္စည်းလေးတွေကခြေနှင်းတုံးလေးတွေပါပဲရန်ပုံငွေအကုန်ပြည့်စုံရပြီဆိုတော့စောက်လို့ရေးအဖွဲ့မွန်းလွဲပိုင်းမှာစတင်ဝင်ရောက်နိုင်ပြီလင်းချံဒီအေးခန်းကြီးတာပြီးသွားရင်ကျမတို့ရဲ့စီးပွားရေးကိုဘယ်သူမှလုပ်နိုင်မှာမဟုတ်တော့ဘူးညီလေးလင်းငါမင်းကိုအထင်သေးမိသွားပြီမင်းမှာဒီလိုယုံကြည်မှုမျိုးရှိနေမှာတော့မင်းရဲ့မူကြမ်းတိုင်းတာလောက်ကြတာပေါ့ဒီပြည်နယ်မြို့တော်ရဲ့ရေထွက်ကုန်ဈေးကွက်ကနောက်ဆိုငါတို့ပိုင်ပြီးတထေးလီဒီငါးကကမ်းပေါ်ရောက်ခါစားပါမနေ့ညကပစ္စည်းဒီမနေ့ခမ ्या ရဲ့မိဖို့ချောင်းကိုရောက်လာတာပြည်နယ်မြို့တော်တစ်ခုလုံးမှာဒုတိယတစ်ဆိုင်ရှာလို့မရဘူးတေချာမှတ်ထားငါတို့ပစ္စည်းကိုလောင်မထားဘူးဒီလက်ဆက်မှုကိုအမြင့်ဆုံးရောက်အောင်လုပ်နိုင်တဲ့၍ဒီပြည်နယ်မြို့တော်ဈေးကွက်ကငါတို့ပိုင်တာပဲတထေးလီဒီပြည်နယ်မြို့တော်ရဲ့စီးမြင့်ကထိုင်ပြီးအမျက်ဝေစုခွဲယူတာပဲမင်းကပစ္စည်းပို့တာရောစီးပွားရေးလူတာရောလုပ်နေရင်အရန်ဝအောင်စားရင်ဘိုက်ပေါက်သွားလိမ့်မယ်တထေးကြောက်ခမ ्या ကအရင်လုံနိုင်ပါတယ်ဒါပေမဲ့လမ်းကိုတော့ကျွန်တော်
ထောက်ခဲ့တာပဲဒီဈေးကွက်ကခမားအိမ်ကဖွင့်ထားတာမှမဟုတ်တာခမားကအကြမ်းဖက်ချင်နေဆိုရင်အချိန်မရွေးရင်ဆိုင်ဖို့အသင့်ပဲတထေးကြောက်ခစ်တွေပြောင်းသွားပြီးစားတောက်ဆိုင်ပိုင်ရှင်တွေလိုချင်တာကလက်ဆက်တဲ့ပစ္စည်းဘသူလက်တီးပိုမှလဲဆိုတာမဟုတ်ဘူးခမားရဲ့ပွဲစားကားတွေကိုခမားပါတာပဲတင်ထားလိုက်တော့တထေးကြောက်ကဈေးကွက်ကိုလက်ဝါးကြီးအုပ်ချင်နေတာသူ့ရဲ့အဲ့ဒီနီလန်းဟောင်းတွေကခင်းနောက်ကျနေပြီတထေးကြောက်လိုလူတွေကရှင့်ကိုမလဲကျစေနိုင်ဘူးဒါပေမဲ့ကျမကြားတာကဒါကပြည်နယ်မြို့တော်ရဲ့အမည်ပဲရှိသေးတယ်တဲ့အနီးအနားမြို့တွေကထောက်ပံ့ရေးသမားတွေကလည်းစောင့်ကြည့်နေကြတယ်သူတို့ပူပေါင်းပြီးရှင့်ကိုတိုက်ခိုက်ချင်နေကြတယ်ရှမ်းမန်ချင်းလာပါစေကျွန်တော်ကအကြီးဆုံးတထေးဖြစ်ချင်မှာတော့ဒီလောက်ပြဿနာလေးကိုကြောက်နေမှာမဟုတ်ဘူးဘသူကအရေးသွေးကိုအာမခံနိုင်လဲသူကဈေးနှုန်းသတ်မှတ်ခွင့်ရမှာပဲဒီစစ်တူရင်ပွဲကအခုမှစတာလင်းချံအချောက်ခံရေထွက်ကုန်အော်ဒါတွေကနောက်လာအထိပြည့်နေပြီအခုပြည်နယ်မြို့တော်ကလူတွေအားလုံးကရေထွက်ပစ္စည်းဝယ်ရင်လင်းချံဆိုတဲ့နာမည်နှလုံးကိုပဲအတိမတ်ပြုကြတော့တယ်ဒါကပြည်နယ်မြို့တော်ရဲ့နာမည်ခံလောက်ပဲရှိသေးတယ်ဒီနာမည်ကိုတနိုင်ငံလုံးအထိရောက်အောင်တုံးပို့ဖို့ဆိုရင်ဒီအချောက်ခံပစ္စည်းတွေရဲ့အရေးသွေးကိုရှေ့တန်းကနေတွားခိုင်းရမယ်အကိုချမ်းအခုငါတို့ထုတ်လုပ်နေတဲ့အချောက်ခံပစ္စည်းတွေကပြည်နယ်မြို့တော်မှာအရန်ကိုရောင်းကောင်းနေတာစားတောက်ဆိုင်ကြီးတော်တော်များများကဒီအမှတ်တစိတ်ကိုပဲတောင်းဆိုနေကြတယ်ရွာသားတို့ငါတို့ကရောင်းယုံတင်မဟုတ်ဘူးစံနှုန်းကိုပါတတ်မှတ်ရမယ်ဒီတစ်တာပေါ်မှာလင်းချံရေးထွက်ကုန်လို့ထွင်းထားသိရတာဟာတနိုင်ငံလုံးဈေးကွက်ရဲ့ထိပ်တန်းပစ္စည်းဖြစ်ရမယ်လင်းချံမြောက်ပိုင်းကကုန်တယ်တွေစီကကျေးနှမ်းတွေရောက်လာပြီးသူတို့ကပစ္စည်းတွေမြန်မြန်ပို့ဖို့တောင်းဆိုနေကြတယ်လင်းချံရေထွက်ကုန်ကထောက်ပံ့ရေးအသင်းတွေထဲမှာအမခံပစ္စည်းဖြစ်နေပြီးလောင်ဟန်ရွာကနေတနိုင်ငံလုံးအထိညီလေးလေးမင်းရဲ့စစ်တူရင်ပွဲကတော်တော်ကြီးတာပဲဒီအမှတ်တစိတ်ကနောက်ဆိုငါတို့လုပ်ငန်းခွင်ရဲ့စံနှုန်းဖြစ်လာတော့မယ်ဒါကအစပဲရှိသေးတယ်ဒီအနီရောင်တတင်လေးတွေကိုမြင်းတကြောင်နဲ့ဆက်လိုက်နိုင်ရင်နောက်တစ်ချိန်တနိုင်ငံလုံးရဲ့ရေထွက်ကုန်ဈေးကွက်ဟာအရှိအနောက်တောင်မြောက်ဘယ်နေရာဖြစ်ဖြစ်ငါတို့ရဲ့ထောက်ပံ့မှုအရှိန်အဝါကိုကြည့်ရလိမ့်မယ်အဲ့တော့လေစီးပွားရေးဘလောက်ပဲကြီးမင်းမကူညီရင်စည်ရင်းတွေကိုငါတယောက်တည်းမထမ်းထားနိုင်ဘူးမင်းကငါ့ကိုခေါ်ပြီးဖောက်ထွက်ခဲ့တာဘလောက်ပဲပင်ပန်းပါစေမင်းရှိနေတဲ့၍ဒီအင်ပါယာကြီးကိုငါအတူတူစောက်ရှောက်သွားမယ်မင်းမပါဘဲနဲ့ငါလည်းဒီနေ့ထိရောက်လာမှာမဟုတ်ဘူးမန်ချင်းနောက်ပိုင်းလှိုင်းလေဘလောက်ထန်ထန်ငါပေးမှာရက်တီပေးပါမလားအရင်တုန်းကတော့ရဲဘော်ရဲဘက်တွေပေါ့ဒီနေ့ကစပြီးရှင်ဘယ်မှမသွားနိုင်အောင်ရှင်ရဲ့အခိုင်အမာဆုံးကြောထောက်နောက်ခံဖြစ်ပေးမယ်စီးပွားရေးကအခြေခံအမြစ်ပဲမန်ချင်းကအသက်ပဲဒီနေ့စစ်ဆက်လိုက်ပြီးဒီလင်းချံရေထွက်ကုန်ကိုငါတို့ဇနီးမောင်နဲ့တစ်သက်လုံးစောက်ရှောက်သွားမယ်ကောင်းတဲ့နေ့ရက်တွေကအများကြီးကြံပါသေးတယ်ငါတို့အတူတူဒီဆိုင်ဘုတ်ကိုတနိုင်ငံလုံးမှာချိတ်ဆွဲနိုင်အောင်လုပ်ကြမယ်ကောင်းပြီဒီပစ္စည်းအတုပ်ကိုအထူးဖြန့်ချီရေးဌာနကိုပို့မယ်လက်ဆက်မှုကိုသာအာမခံနိုင်ရင်ငါတို့မြောက်ပိုင်းရဲ့တကားကိုအပိအပိုင်ဖွင့်နိုင်ပြီဒီကုန်ကြစရိတ်ကအချောက်ခံပစ္စည်းထက်သုံးဆပိုများတယ်အောင်မြင်သွားရင်ငါတို့ဟာတနိုင်ငံလုံးမှာလက်ဆက်တဲ့ပစ္စည်းဓာတ်ရိုက်ပို့ဆောင်ရေးကိုလုပ်နိုင်တဲ့ပထမဆုံးလူတွေဖြစ်လာမယ်တထေးလင်းဒီနယ်မြေရဲ့ကိုယ်စလဲခွင့်ကိုကျွန်တော်ယူမယ်ပတ်စံအပြည့်စုံယူလာခဲ့တယ်စီးမြင့်ကတခုတည်းပဲအရေးသွေးနဲ့အရေးအတွက်ကိုအာမခံရမယ်လင်းချံရေးထွက်ကုန်ရဲ့နာမည်ကိုဖျက်ဆီးတဲ့သူဘယ်သူမဆိုကျွန်တော်လင်းချံကပထမဆုံးအနေနဲ့ဖယ်ရှားပစ်မယ်ညီလေးလင်းလက်နဲ့ထုတ်ပိုးတာအော်ဒါတွေမမီတော့ဘူးအချိန်မတင်ရင်ပစ္စည်းပြတ်တော့မယ်စက်ယုံကိုချက်ယုံတင်မကဘူးစက်တွေပါဝယ်ရမယ်အခုငါတို့ရဲ့ရည်မှန်းချက်ကဒီလင်းချံရေးထွက်ကုန်ကိုတနိုင်ငံလုံးကထောက်ပံ့ရေးအသင်းတွေရဲ့နံပါတ်1ရောင်းချသူဖြစ်လာစေဖို့ပဲလူကြီးမင်းတို့ကျွန်တော်လင်းချံစီးပွားရေးလုပ်တာကဘသူစီကမှထမင်းလူစားဖို့မဟုတ်ဘူးဒီထမင်းအိုးကြီးကိုပိုကြီးလာအောင်လုပ်ချင်လို့ပါလိုက်လုပ်ချင်တဲ့သူတွေငါတို့အတူတူချမ်းသာအောင်လုပ်ကြမယ်ပြဿနာရှာချင်တဲ့သူတွေမင်းတို့ရဲ့ပစ္စည်းကတနိုင်ငံလုံးဈေးကွက်ရဲ့စစ်ဆေးမှုကိုခံနိုင်ရရှိမရှိအရင်ချိန်ဆက်ကြည့်လိုက်ပါ